အားလုံးပဲမင်္ဂလာပါခင်ဗျာအဆိုဖို့ channel လေးကို like and subscribe လေးနဲ့ဘေးနာ notification လေးကိုနေပေးထားကြပဲအသက်တင်သမျှဗီဒီယိုတိုင်းကိုသိရှိမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်အခုစီစဉ်လေးကိုစလိုက်ကြရအောင်ကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ကာတွန်းစာရေးဆရာကြီးဆရာဆွေမင်းတနုဖြူရေးသားထားတဲ့မြန်ရာစာတွတ်ပြီးကျွန်ုပ်နဲ့ဝေယုံပင်တရဲဆိုတဲ့ကာတွန်းစာအုပ်လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါဦးခင်ဗျာကျွန်ုပ်တို့ကြုံတိုင်းရွာကလေးသည်ရိုးမတောင်ချီဝဲတီးရှိပြီးအစဉ်သဖြင့်အေးချမ်းသာယာခဲ့သည်သို့သောတနေ့ဝဲအထိတ်တလန့်ဖြစ်ဖွယ်ရာတရင်စိုးတစ်ခုဖြစ်ပေါ်ခဲ့ရသည်ရင်းမှာရိုးမတော်စားခန်းတန်းတော်အုပ်မှဝေယုံပင်တန်းဝဲတရေ6သည်ဟု၍အစပထမတော့ကောလာဟာလာပဲလေဟုကျွန်ုပ်ယူဆကပေးရာကလန်ပြုတ်ထားလိုက်လေသည်သို့သောဖြစ်စကအချောက်ခံရခြင်းတစ်မျိုးတည်းသာဖြစ်တော်လဲတပတ်အတွင်းပင်3-4ဦးကြုံကြိုက်ခဲ့ရသည့်ဖြစ်ရ3-4မျိုးဖြစ်လာတော့သည်ထို့အခါကျွန်ုပ်လည်းဖာသည့်ဖာသာနေရန်မတင်တော်သည်နှင့်ကြုံခဲ့ရသည်ဆိုသောတရေ6ပုံများကိုကွင်းစင်းမင်းမြန်းပါတော့သည်ပထမဆုံးကြုံခဲ့ရသူမှာခင်လာမို့ဖြစ်၏အာပေါင်အာရဲတန်သောခင်လာမို့ကြမှာတရေကသွား6သဖြင့်ထိုနေ့တွင်ပင်ကြုံတန်းရွာတရွာလုံးမှာရိုးမတော်ဆက်မှဝေယုံပင်တန်းဝေတရေ6သည်ဟူသောတရင်သည်တော်မီနှင့်ပြန့်နှံ့သွားတော့သည်အဲ့ဒီတုန်းကကျမကထင်းခွေသွားတယ်တော်တယ်ထင်းခွေတာကလည်းခုမှမဟုတ်ပါဘူးလူမန်းတိထက်ဆရွယ်ကလေးကပါပဲတစ်ခေါက်မှလည်းကြောက်စရာမတွေ့ဘူးတော့မကြောက်ပါဘူးခင်လာမိုးသည်ရရသမျှထင်းကြောက်စီးကလေးကိုရွက်ပြီးပြန်ခဲ့သည်ဟိုးရှိမှဝေယုံပင်တန်းကလေးကြော်လျင်ဖြင့်ကြုံတိုင်းရွာကိုမြင်ရပေပြီဟူးမောလိုက်တာဝေယုံပင်များသည်ပင်ချေကိုခြုံရွယ်ပိတ်ပေါင်းတို့ဖြင့်ဖုံးအုပ်ထားခြင်းခံရသည်ပင်ချေကိုကတ်မရချေခြုံရွယ်အုပ်ကြီးအလယ်မှထိုးထွက်နေသောဝေယုံပင်တန်းသည်မျက်စိတဆုံရှည်လျားလှ၏ခဏမေးဦးမှာပါရုတ်တရက်စူညံမြည်ဤတန်ကြီးကြောင့်ခင်လာမိုးငေါက်ကနေထထိုင်လိုက်သည်ဟဲဟိုမအောင်မလေးထင်းစည်းလေးပင်မကောက်အားပြေးပြီးလေလဲမတိုက်ပါပဲနှင့်အခြားပင်များလည်းမလှုပ်ပါပဲနှင့်ဝေယုံပင်တန်းကြီးသာစူညံမြည်ဤတန်ကြီးထွက်ပေါ်စေ၍ရိမ့်ထိုးလှုပ်ရှားနေတော့၏ဝေယုံမင်းကတရေ6တက်တော့ဝေယုံမင်းကတရေ6တက်တော့ခင်လာမိုးတို့လှုပ်လိုက်မှဖြင့်ထမိန်စွန်အောင်ဆွဲ၍ရွာထဲပြေးဝင်လာသည်မှာတောင်ပြားမှမြောက်ပြားရောက်ရောဟု၏တရင်တိလိုသူဆတ်စုလိုသူတို့မှနောက်မှပြေးလိုက်လာကြသဖြင့်ဟေးခင်လာမိုးဟေးခင်လာမိုးပြောပါအောင်ဟာတရင်ပြေဆုံးကိုငါရင်တိအောင်အမြန်လိုက်မှာဟေးလူပရိသာတန်းကြီးသည်ရွာတောင်ပြားမှမြောက်ပြားမှတောင်ပြားကျွန်ုပ်အိမ်ရှိမှ3-4ခေါက်ဖြတ်တန်းပြေးနေတော့ရာကြာလျင်ကျွန်ုပ်လည်းလွန်စွာမှစိတ်မရှိတော့သဖြင့်နှလုံးပြူးကိုထောင်ဖောက်၍6လှန့်လိုက်ရပါတော့သည်ဟဲ့မှတ်ကရောလူပရိသာတန်းကြီးသည်ကျွန်ုပ်အိမ်ရှိဝဲဘရိတ်အုပ်လိုက်ကြရာဤသို့အရှိန်လွန်လဲကြကုန်ကြ၏ကဲစိုးစမ်းခမည်းတော်ကဘာကြောင့်လိုက်ဖမ်းရတာတော့လုတ်ပြီးမေးခွန်းကအမြဲတလွဲ့ကြီးပဲဟဲ့လိုက်ဖမ်းတာမဟုတ်ဘူးသူကတရင်ကိုရမပြောပဲပြေးပြီးအော်နေလို့လိုက်မေးကြတာထီအမောခံစတ်စုပါဗျာဒါဖြင့်ခင်လာမိုးကဘာတရင်ပြောမှာတော့မလီခါယူကျူပါပြီတော့ဟိုတောင်ချီကဝေယုံမင်းနားမှာအိတ်နေတုံးလီမဲမဲကြီးဝေယုံမင်းမော်ကနေခုံအုပ်ပါပြီတော့စိတ်ကုန်ပါဗျာထီဤတို့ဖြင့်ဝေယုံမင်းတရေဇက်လန်းသည်ကျွန်ုပ်တို့ကြုံတိုင်းရွာကလေးဝဲစိတ်ဝင်စားပွဲတရင်တရဖြစ်နေတော့၏တရင်ရှာပါသောရွာငယ်ဖြစ်သည့်အားလျော်စွာရင်းတရင်မှာထမင်းစားရေတောက်ပမာနေ့စဉ်ပြောဆိုနေပြကြတော့သည်တကားဟေးဝေယုံမင်းရိတ်ကိုမှုသွားမခုနေကွာတရေရှိတယ်အမလီတရေကသူ့ပြန်လန့်မယ်ဟဲ့ဒါတစုံတရာအမားကျွန်းလုံးမိလို့တောဆောင်နတ်ကပြူစားတာဟဲ့ခင်လာမိုးကတောထဲမှာမဖွဲမရဘာလုပ်ခဲ့တယ်လဲမသိအုံငှက်ပြောပွဲနဲ့ပတရမယ်ဟဲ့ဟိကောင်းတဲ့ဗျူအဲ့ဒီအုံငှက်ပြောပွဲပတတဲ့နေ့ကိုကြိုပြောစမ်းပါဗျာကျွန်တော်တို့ခိုးစားမလို့ပြောမရဘူးလားဝေယုံမင်းတရေစီပို့ပေးလိုက်မယ်နော်ဟင်းကြောက်တယ်တိတ်ပြီခုတိတ်ပြီကောင်းကွာငါထက်တောင်မီးတည်သေးယုံသူမယုံသူကြောက်သူမကြောက်သူတို့ဖြင့်စကားဝိုင်းများသည်ညင်းကြခုန်ကြရဲကြမောကြဒေါသဖြစ်ကြနှင့်လူတွေကြာတော်ရိုးသွားမည်ဟုကျွန်ုပ်ကမျှော်လင့်၏ဒုတိယကြုံသူစီးစာနေညိုချိန်ဖြစ်၏
နေဝင်ရီတရောအချိန်မို့ဖုတ်တပတ်တို့မြူးပြော်ချင်းဆိုကလူကြီးများကကလေးများကိုအိမ်တွင်းဝင်စေ၏ဝယုံမင်းတရေရှိတယ်နော်ဝင်းနွားကြောင်သားတို့သည်လည်းနွားများကိုစောစောသိမ်းကြ၏မြက်တောင်ဝအောင်မစားရဘူးဟဲ့ဟိုမှာကြီးစမ်းတရွေ့ရွေ့လာနေတာဆရာတော်တို့ပါလားဟောသူ့နောက်ကလည်းထမ်းစင်တစ်ခုပါလားဘာဖြစ်တာပါလဲရိုးမတော်ဝယုံမင်းနန်းကိုနောက်ခံပြုတ်လျက်ဆရာတော်နှင့်လူတစုတုတ်လာနေကြ၏တတ်တီကောင်းသူရွာသားတချို့လည်းပူပန်မှုမရှိသဖြင့်အပြေအလွှာသွားကြကြ၏ဆရာတော်တို့ရွာအလေရောက်တော့မိုးဆုပ်ဆုပ်ချုပ်ချပြီးထန်းစင်နှင့်ပါလာသူမှာထန်းရီသမားပေတီဟဲ့ပေတီသတိလစ်နေပါလားဘိန်းတော်ဆရာဦးအေယာချမ်းမှာပေတီကိုစေးမိတို့ဖြင့်နှာနှက်ယူရ၏ဟာဆရာအေယာချမ်းစေးကလည်းစိတ်ချေးတွေအတိုင်းပဲတတိယချင်းအာကြောက်တယ်အောင်မလေးကြောက်တယ်ဝါပင်ကြီးဝေယုံပင်ကြီးရင်ကနေပြီဟောရင်ကနေပြီတတိပြန်လက်ချေသည်ဝေယုံပင်ကြီးရင်ကနေသည်ဆိုတော့ရွာသားများမှာကြော်ယူတဲ့စိတ်ကနေဖြစ်သွားကြ၏နောက်ကျောမလုံးသဖြင့်ရှေ့သို့သာတိုးကပ်ကြ၏မိမများမှမူကြောက်ရွံ့သဖြင့်ဤနယ်ချစ်ခင်နေကြတော့သည်တကားဟုတ်ပါပြီဒီဝေယုံပင်မှာတရေကပ်နေပါပြီဖျားကြောက်တယ်တော့ဘိန်းတော်ဆရာဥအေယာချမ်းလည်းအပြင်းအထန်စူးစားရပြန်၏ယခုတစ်ချိန်တရိယာပြန်ချေတော့တည်ငြိမ်လာသည်ရော့တော့အရဲ့နည်းနည်းတောက်လိုက်ကလုကဲကိုပီတီခေါင်းအေးထားပြီးအဖြစ်ပြက်ကိုပြောပြပါဦးဒီလိုပါကျွန်တော်ကထောက်ရှာရိုးရွာကပြန်ခဲ့တာထောက်ရှာရိုးရွာသည်ရိုးမတောင်ကျောကလေးတစ်ခု၏ဟိုမာဘက်မှရွာဖြစ်သည်ပေတီသည်ထမ်းရီလာတောက်ချင်းဖြစ်၏ဟေးကောင်ပေတီရှော့အောင်ဟာမင်းဟာကကြုံတိုင်းရွာပြန်နိုင်မလားအေးရပါတဗျာတိုက်เสียဆိုလို့လမ်းမှာကားမပြောနဲ့သပိန်အောင်မရှိပါဘူးဗျတစ်ပင်မဲ့ဝင်းတိုက်မိမှာမတည်နိုင်ပါဘူးဗျပီတိပြန်လာတော့ရေချိန်လွန်နေပြီအဖော်များကတောဆက်အထိပို့ပေ၏မိကင်ထားရမှစန့်လွတ်ကြည့်သည်သဘောမှာစပိန်စီးတင်နေသူကိုမတိမတာလွတ်ပေးခြင်းမျိုးဟောရပြီဘိုင်းဟိုက်လဲပြီဗျို့အာကိုပီတိလဲပြီဒီမှာပဲအိတ်လိုက်ပါလားဗျာအိုးမလဲပါဘူးဒါတမင်လဲကြည့်တာပါခဏလဲကြည့်တာစိတ်မပူနဲ့သွားโอเคဟာတစ်ပင်တွေတိုက်ကုန်ပြီအေးဒါတိုက်တာမဟုတ်ဘူးကွဟန်ချေယူတာအေးအချက်ပေါင်းများစွာတိုက်မိပြီးအကြိမ်လဲရမှစူးစမ်းလာခဲ့ရာကြုံတိုင်းရွာဆက်ရောက်တော့စိတ်လျှော့လိုက်သည်သူထိုးအိတ်လိုက်တော့နေရာကဝေယုံမင်းနှန်းကြီးနှင့်မနီမဝေးနေရပင်နာပြီညီမြကြအောင်အိမ်မောကြခဲ့သည်မသည်စူညံမြည်ဟီသောအတန်ကြောင့်သူခေါင်းထောင်ထ၏တသက်နှင့်တကိုဤမြင်ကွင်းမျိုးတစ်ခါမှမမြင်စဘူးဝေယုံမင်းကြီးသည်တစုံတစ်ယောက်ကအပင်ရင်းမှနေပြီးဆွဲခါလှုပ်ရမ်းနေသလိုဝုံတိုင်းကျဲနေတော့သည်ဟဲ့ဘာတော့ဟာသူကြက်သေးသေးနေစင်မှာပင်ခင်လာမို့၏အဖြစ်ကိုသူကိုယ်တိုင်မျက်ဝါးထင်ကြုံတွေ့နေရမှန်းပေတီစဉ်းစားမိချိန်ဝဲဖနှောက်နှင့်တင်ပါတသားတဲ့ကြအောင်ခြေဦးတဲ့ရာထပြေးပါတော့တည်းအာအောင်မလေးဗျာကြောက်ပါတယ်ဗျာခြေဦးတဲ့ရာမို့ဝေယုံမင်းနှန်းကိုအလျားလိုက်ပြေးမိသည်ဝေယုံမင်းနှန်းသည်သူပြေးရာတလျှောက်လိုက်လံရင်းကပြနေတော့သည်အောင်မလေးကဲပါဦးဗျာဒီအထိအဝေးကြီးကို6ပြနေတယ်ဗျာပြေး၍မောတီကတကြောင်မြည်မြပြေးဒီအထိနဘေးမှဝေယုံမင်းများကရင်းကလိုက်လာသဖြင့်ပေတီးမှအကြောက်လွန်ပြီးတတိလစ်သွားသည်သူလဲကျသွားသောဝေယုံပင်များသည်ရုတ်ချီရပ်တန့်သွား၏ရင်းအဖြစ်ကိုအစအဆုံးမြင်လိုက်ရသူမှာရွာပြန်ကြွလာသောဆရာတော်ဥပန်နိစ္စဖြစ်ပေ၏အလိုထူးဆန်းလိုက်တာဝေယုံပင်ကြီးရင်ခါခြင်းပေတီးထပြေးခြင်းပြေးရာတလျှောက်ဝေယုံပင်နှန်းကြီးလိုက်ပါရင်ခါခြင်းပေတီးလဲကျသောဝေယုံမင်းနှန်းကြီးရပ်တန့်သွားခြင်းတို့ကိုငေးကြည့်ပြီးဆရာတော်လဲတွေ့ဝေနေမိသည်တတိပြန်ဝင်မှာဟဲ့တာဂီတို့လုံးထုံတို့ထမ်းယူခဲ့ကြပါဟတိမဖျားတာဂီနှင့်လုံးထုံတို့ကပြန်ပြော၍သာသိရခြင်းဖြစ်သည်ရွာသားများကမေးလျှောက်သောဆရာတော်မှတွေ့ဝေပြီးစဉ်းစားတွေးတောမရဟန်ပြုနေသဖြင့်မလျှောက်ဝန်ကြတော့ပဲစိတ်နေလိုက်ကြတော့သည်ဟုတ်ပါပြီဝေယုံမင်းတည်းရဲ့တကယ်ရှိတယ်ဟိ
ကြည့်ပါလားဆရာတော်ကိုယ်တိုင်မြင်ခဲ့ပြီးမေးတော့စိတ်နေနေတာဝယုံမင်းတရေသည်ပုံမခိုင်လုံသွားကဂျုံတိုင်းရွာသားမကရွာနီးချုပ်ဆက်ရွာများအထိအုပ်အော်တောင်းနှင်းဖြစ်ခဲ့ရတော့သည်တကားတတိယကျုံသူဂျိုးငက်ကလေးသည်ပင်ရန်ထက်မှလွမ်းမောပွေရာကူနေသည်ဂျုံတိုင်းရွာသားလူပြိုကြီးကိုစောတင်မောင်သည်လက်ပံပင်အောက်ဝဲထိုင်နေ၏လက်ပံပွင့်နီးရဲရဲတို့သည်ပင်ရန်ထက်မှကြွေကြနေ၏လူပြိုကြီးကိုစောတင်မောင်လွမ်းသည်အလွမ်းတံမခံနိုင်သည့်အစုံလွမ်းလိုက်တာဘယ်လွမ်းမှန်းလည်းမသိဘူးဟေးကိုစောဘာလို့ငိုနေတာလဲယင်အော်ဘုတ်လာပြီလားလွမ်းလို့ပါကိုစောက်နေမှစူးလို့သာလာရတာပုတ်လေးတို့အိမ်ကထွက်ရတာမလွယ်ဘူးတကားကြက်နေလို့ပဲထင်တယ်ပြီးတော့လေတခြားလူတွေကဝေယုံမင်းတရေရှိတယ်ဆိုပြီးဒီရက်ကိုမလာကြတော့ဘူးလူတွေမှမပူရပြီမဲ့ပုတ်လေးတရေကြောက်တဲ့တော့မဘုတ်ဆုံကမလန့်မကန့်ရှိငိမ်တက်နေသောဝေယုံမင်းနန်းကိုကြည့်ပြီးကြောချမ်းနေသည်ကြောက်ချင်အောင်ဆောင်းနေပြန်ပြီအိုးကိုစောရှိသားပဲမကြောက်ပါနဲ့ဘုတ်လေးရဲ့အောင်မလေးပြလှုပ်ပါအောင်ဟင်ဘာဖြစ်လို့လဲကိုစောအော်ဘုတ်လေးဖိလိုက်တာလက်ပြီးသွားလို့ဒါလေးမြန်ဘုတ်လေးမကြောက်ပါနဲ့လေတော်တော်အားကိုးရတဲ့ပုံသွားဟဲ့ဟိုက်တရေပြေးပြီကိုစောရေပြေးပြီအောင်မလေးနေပြီဘုတ်ဆုံမှာကြောက်အားလန့်အားဖြင့်အပြေးဝဲတက်နှင်းသွားသဖြင့်လူပြိုကြီးကိုစောတင်မောင်မှာတော်တော်နှင့်မထနိုင်ရှာခြေထောက်နာ၍မထနိုင်တော့လဲဝေယုံမင်းကြီးများရိမ့်ထိုးပြီးသူ့စီကိုင်းကြလာနေတဲ့အအောင်အုပ်တဲတဲဖြစ်နေတော့ရာလူပြိုကြီးကိုစောတင်မောင်သည်ထပြေးရတော့၏အောင်မလေးဗျဝေယုံမင်းကြီးလိုက်လာနေပြီရွာအတွင်းထိတတိလက်လွတ်ပြေးဝင်မိသဖြင့်ချင်းတွေ့တာတီသွားသည့်အပြင်ဝေယုံမင်းတရင်မှာပြန့်နှံ့သွားတော့၏ဂိုင်းငါမပြောလားသူတို့ကဝေယုံပင်နားမှာမလီမစာသွားနှံ့ကြတာကိုဟိုကဝေယုံပင်ဆောင်က6လွတ်တာနေမှာပေါ့တော်သေးတာပေါ့လိပ်ပြထုတ်မယူထားလိုက်လို့ဝေယုံပင်တရေတရင်ကရေပန်းစားသောတရင်ဖြစ်ချပြီးရွာလုံးကျွတ်ပင်ထိုဝေယုံပင်တန်းဘက်သို့မသွားရကြတော့ထင်းမခွေရဟင်းရွက်မခူရနှင့်စားရေးပါကြက်တဲလာသည်ဝေယုံပင်ကိုလှမ်းမြင်နေရသောနေရာမှာလဲကွန်းအချို့တွင်လဲလဲမလုံရဲကြတော့တစ်ဖက်ရွာသွားလျင်လဲဝေယုံပင်တန်းကိုမဖြတ်ရဲကြတော့အဝေးကြီးမှာ꿰၍တပတ်ကြီးသွားနေရပြီခက်ကပြီညောင်းတာကိစ္စမရှိဘူးတရေမနဲ့မတွေ့ရင်ပြီးရောအခန်းနေအားပြိုင်ပွဲဝေယုံမင်းတရေတရင်တိတ်ကြီးလာတော့နာနာဘာဝကိုရှိသည်ဟုယုံကြည်သူနှင့်မရှိပါဟုယုံကြည်သူအတန်းစား200ကွဲလာသည်တော်သူတောင်သားများမို့ရိုးသားသည်ကြောက်တတ်သည်တရေယုံကြည်သူသည်ယာနှုံးပြည့်နီးပါရှိသည်မိမိနှင့်လောကရပညာတတ်ကျောင်းဆရာလေးကိုစော်ဝင်းဖေကျေးလက်စေပေမှုကိုမမောင်ဦးရွာကကာလာသားတချို့သာတရေရှိသည်ဟုမယုံကြည်သူများဖြစ်လာသည်ရွာတကြီးဦးနို့စီခေါင်းဆောင်လျက်ဝေယုံပင်ဘက်သို့အုံပွဲငှပြောပွဲများဖြင့်ပတပွဲလုပ်ကြသည်ရွာလေတွင်မနေ့ခင်းကလေးကလူစုနေသောသူတို့ကိုကျွန်ုပ်အကဲခတ်နေမိ၏တရေမရှိပါဟုယခုအချိန်သူတို့ကိုကျွန်ုပ်တရားမဟောရဲထီရောက်မည်မဟုတ်ဝေယုံပင်နှန်းသို့တွားမည်ဆိုလျင်ပင်ဥဆောင်မည်သူမရှိတော့သူရှိကသွားမင်းရှိကချီတဲ့စသဖြင့်ဝိုင်းကြီးပတ်ဒူဝေဖြစ်နေရာကျွန်ုပ်မှာရဲချင်းပက်ကြီးဖြစ်နေရ၏မွန်လွဲတော့မသွားဖြစ်တော့ပြီမို့တကြီးဦးနို့စီကလည်းတစ်ချက်လွတ်အမိန်ထုတ်သဖြင့်တွန်းဆုပ်ဖြင့်ချီတက်သွားကြသည်ကျွန်ုပ်ကချိန်ချောင်းခံ၍မလိုက်လိုတော့ပြီအိမ်ပြန်၍ရင်းဝေယုံမင်းတရေဟုသောအစွဲကိုချွတ်ဖို့စဉ်းစားကမ်းဝင်နေမိသည်ဝေယုံမင်းနှန်းသည်အင်အားကောင်းကောင်းဖြင့်တန်းစီလျက်ပေါက်ရောက်နေသည်အောက်ခြေတွင်တော့စူးကြုံများဖုံးလွှမ်းထားသည်မို့ဝေယုံမင်းခြေသို့မြည်သူမျှသွား၍မရဝေယုံမင်းကြီးလှုပ်ရှားရိမ့်ထိုးသည်မှာအမှန်ဆိုလျင်ဝေယုံမင်းခြေဝဲအကြောင်းရှိပေမည်မြေကျော်တုံခါခြင်းကြောင့်လားတို့ဆိုလျင်အနီးပါးမှတစ်ပင်များပါတုံခါရမည်ပေါ့ဒါဖြင့်လူဆိုးများကအကြံဖြင့်6လန့်ကြသည်လားထို့သောလူတို့လက်ဖြင့်အာလုံးလှုပ်ရမ်းဖို့ကလည်းတာ၍မဖြစ်နိုင်ပြန်တခါတရံရှေလျားသောဝေယုံမင်းနှန်းကြီးတလျှောက်တပြိုင်တည်းရိမ့်ကသလိုရိမ့်ခသည်ဟုကြားဘူးသည်စဉ်းစားလေအဖြေမထွက်လေဖြစ်၏ကျွန်ုပ်လည်းဘိုက်ကလေးကိုခေါ်လျက်တောတွင်ဝင်ခဲ့ကဝေယုံမင်းနှန်းကိုအဝေးမှအကဲခတ်၏အောက်ခြေတွင်ခြုံရွယ်များဖုံးနေ၍ဝေယုံမင်းခြေသို့ကပ်မရပါတရင်ကြီးသောဝေယုံမင်းတရေသည်ကျွန်ုပ်တို့ကိုကြမချောက်လန့်ဘိုက်ကလေးသည်မူလကတရေကြောက်တော်လဲဘာမှမတွေ့သဖြင့်
ရဲဝံ့လာချေပြီတရေကမြန်ရစာတွတ်ပြီကိုကြောက်တယ်ထင်မှာဖြစ်ရပြီဘဝင်ယူနေပြီပြီးရင်ဘယ်ပြေးရမယ်မသိဟောတပည့်ကြီးကြည်စမ်းမအောင်ရွာတကြီးဦးနို့စီတို့တင်ထားတဲ့အုံဝယ်ငှက်ပြောပွဲတွေကွာဟုတ်ပါဗျို့တန်တော့မြောက်တွေဝက်ဝင်နေလာစားတာနဲ့ကုံမာရောလားနာနာဘာဝတွေကတရိတ်ဆန်နေလောက်တော့မလင့်မလားကွာကျွန်ုပ်တို့ကနာနာဘာဝကြော်ပွဲကိုရဲသွမ်းသွေး၍ပြန်ခဲ့ကြပေသည်ရွာရောက်လျင်နာနာဘာဝတော့မတွေ့ခဲ့ပါဘူးထူးဆန်းတာကတော့ခမားတို့တွေတွားပြီးပတာထားတဲ့အုံပွဲငှက်ပြောပွဲတွေကိုတရိတ်ဆန်တွေကအကြိုက်စားတော့ပြစ်တာပါပဲဗျာရွာသားများလည်းရဲသူရဲမဲ့သူမဲ့ငိုင်းသူငိုင်းစသဖြင့်ခုနှစ်မျိုးသောမျက်နှာတို့ဖြင့်ပြန်သွားကြပေသည်သို့သောဝယုံမင်တရေရှိသည်ဆိုသောအဆွဲဖြင့်ထိုတော်ရန်ဘက်သို့မြည်သူမျှမသွားရကြတော့အခန်း3ကျွန်ုပ်ကို6ပြီသို့သောဝယုံမင်တန်းသို့နေ့စဉ်တွားရောက်အကဲခတ်သောကျွန်ုပ်တို့ဆရာတစ်ပည့်သည်တနေ့ဝယုံမင်တရေနှင့်ထိတ်တိုက်ကြုံဆုံကြလေရာကျွန်ုပ်ပင်နောင်အခါပြန်တွေးကြည့်မိတိုင်းလွန်စွာမှအသေးရာလှပြီသည်ဖြစ်ပွားပုံမှာကင်တပည့်ကြီးရေထုံးစံအတိုင်းဝယုံမင်ဘက်ခြေဦးလှဲ့ကြအောင်ဆိုဟေ့ခြုံပင်ຫນွေတန်းများကိုဖြတ်တန်းပြီးဝယုံမင်တန်းရှိရာဧရိယာသို့အရောက်ဝဲရုတ်တရက်အတန်ပလန်ကြီးများစူညံမြည်ဟိသွားကြရာကျွန်ုပ်တို့မှာခေါင်းနှပန်းကြည့်သွားရပါတော့သည်ချက်တို့ကြောက်တယ်ဗျတရေ၆နေပြီဗျကျွန်ုပ်လည်းတတိပြန်ဝင်လျင်ဝင်ချင်းပင်ပတ်ဝန်းကျင်ကိုအကဲခတ်ချရာအနိရှိတေဝါပင်ကြီးများလုံးဝငြိမ်သက်နေကြပြီးဝေယုံမင်နှန်းရှိရာဘက်မှတော်လဲတန်ကဲ့သို့စူညံမြည်ဟိမှုကြီးထွက်ပေါ်နေခြင်းသာဖြစ်ပေသည်ကျွန်ုပ်လည်းဝေယုံမင်နှန်းကြီးကိုမြင်ရအောင်အမြန်ပြေး၍ကြည့်မိပါချေ၏ဝေယုံမင်နှန်းကြီးမှာတစုံတစ်ယောက်ကဆွဲခါနေသလိုပြင်းထန်စွာရိန်ထိုးလှုပ်ခါနေတော့သည်တကားကြည့်နေရင်ပင်ဝေယုံမင်နှန်းကြီးသည်တောက်လျှောက်ကြီးရိန်ထိုးလှုပ်ရှားနေသည်မှာရှည်လျားသောမြင်ကွင်းဆန်းကြီးဖြစ်နေပြီတော့သည်ကျွန်ုပ်လည်းကြက်တည်တည်နေမိ၏တတိပြောင်းဝင်သောနှလုံးပြူးနှင့်ဝေယုံမင်ချေခြုံပုတ်အတွင်းသို့လှမ်း၍ပြစ်ထည့်မိလိုက်ချေသည်လေးငါးချက်ပြစ်ခတ်ရာတစ်ချိန်တွင်မူကြည်သွားရာနေရာမှဝေယုံပင်များသည်စက္ကနဲ့တုံခါသွားပြီးတစနှင့်ပြန်လည်ငြိမ်သက်သွားတော့သည်အနှဲငယ်အကြာတွင်မူဝေယုံပင်နှန်းကြီးသည်အစောကဘာမျှမဖြစ်ခဲ့သည့်အလားငြိမ်သက်နေ၏ထို့တစေဝန်းကျင်တွင်တော့ဝါရွက်လက်ဆက်ဆက်တို့အနှံအပြားကြွေကြကြံရစ်ခဲ့ပေသည်ကျွန်ုပ်လည်းမတွေးတော့တတ်တော့နာနာဘာဝဟူသည်လောက်လေးကွာကိုကြောက်သည်ဟုကြားဖို့၏ထိုအဆိုမှန်လျင်နှလုံးပြူးကိုပို၍ကြောက်ရွံ့ပေမည်နှလုံးပြူးဖြင့်ပြစ်ခံရ၍ရပ်သွားခြင်းလောထိုတွေးဝင်လာလျင်ကျွန်ုပ်၏ကြောရိုးတဲ့စိတ်များကြောက်ရွံ့သွားရချေသည်ဝယုံမင်ချေသို့ကပ်ကြည့်ခြင်းတော်လဲခြုံရွယ်ပင်ရိုင်းများကထင်တိုင်းပေါက်နေကြသဖြင့်အနာကပ်၍မရပါချေဘိုက်ကလေးကဘဲကဘာစီထိထွက်ပြေးပြီလည်းမသိကျွန်ုပ်လည်းဝယုံမင်နှန်းကြီးကိုထိုင်ကြည့်ရင်အမျိုးမျိုးတွေးတော်လဲအကြောင်းအရင်းကိုရှာမရပါချေဒါဖြင့်နာနာဘာဝလောကျွန်ုပ်ကမယုံကြည်ပါပေရွာအပြန်မိုးချုပ်မီဆိုသဖြင့်သာပြန်ခဲ့ရချေသည်ဝေယုံမင်တရေကိုစဉ်းစားလာသဖြင့်ကျုံတိုင်းရွာကိုမြည်တို့ပြန်ရောက်လာမှန်းပင်မသိပါချေဘယ်နဲ့လဲမြန်ရစာကြီးဝေယုံမင်တရေနဲ့ထိတ်တိုက်တိုးလို့ဆိုကျုံမပြောလာဗျာဖះမြန်ရစာတုပ္ပီကြီးပြန်လာနိုင်သေးတယ်နော်ဝမ်းသာလိုက်တာရှင်တရွာလုံးကမြန်ရစာတုပ္ပီကြီးရဲ့ဝိညာဉ်ကိုဝေယုံမင်တရေကနှုတ်ယူထားပြီထင်တာကျွန်ုပ်ပြန်ရောက်ချေတော့စိုးရိမ်ပူပန်သောမတ်သေးမြင့်ဤမျက်နှာကိုမြင်ုံမျှဖြင့်ကျွန်ုပ်အမောပြေချေပြီမတ်သေးမြင့်ကကျွန်ုပ်နှင့်တကြက်ကြက်ရန်ဖြစ်တတ်တော်လဲကျွန်ုပ်တို့တောပြစ်ထွက်လျင်စိုးရိမ်ပူပန်မှုရှိကြောင်းသူ့မျက်နှာတွင်မြင်ုံမျှဖြင့်သူ့အပေါ်တွင်ကျွန်ုပ်အပြစ်မြူမျှမထင်မိချေအော်အချစ်ဘိုက်ကလေးကကျွန်ုပ်စုမှကြောက်ရွံ့သဖြင့်စောင်းကောင်းမိချုံ၍အိတ်ချင်အောင်စောင်းနေချေပြီအမလီမုန်းလိုက်တာအခန်းလေးတွေ့ပြီသို့တော့ရွာမှခေအမြင်ရှိသောကာလာသားတချို့လောကရပညာတတ်ကျောင်းဆရာလေးကိုဇော်ဝင်းဖေကျေးလက်စေပေမှုကိုမောင်မောင်ဦးအစရှိသောနာနာဘာဝမယုံကြည်သူများကိုကျွန်ုပ်အိမ်တွင်စုယုံစေပြီးထိုဝယုံမင်တရေဖော်ထုတ်ရေးကိစ္စဆွေးနွေးကြသည်အဲ့လေနာနာဘာဝမယုံကြည်သူကလည်းစုပေါင်းမှာ9ဦးပဲရှိပါတော့လားဒါတော့မပြောနဲ့လေဥဒ္ဓဘီရဲ့ဥဒ္ဓဘီအိမ်မှာတောင်း3ယောက်ရှိတဲ့ဟာခုဆိုမတ်သေးမြင်ကောကို
ကိုပိုက်ကလေးပါနာနာဘာဝယုံတဲ့သူစီးရင်နဲ့ပါသွားပြီးကျုပ်တို့စကားဝိုင်းထဲမှာမပါတော့ဘူးမဟုတ်လားဗျဟုတ်တယ်ဗျို့ကိုစော်ဝင်းဖေပြောတာမှန်တယ်ဗျို့ဒါတော့မပြောနဲ့လေဗျာကိုမောင်မောင်ဥတောင်မှမြို့တက်တာနီးရဝယုံမင်တန်းလန်းကမတက်ပဲဟိုးတစ်ဖက်ကကွေ့ပတ်ပြီးတနေ့ခရီးတောင်သွားတာမသိတာမှတ်လို့မဟုတ်ဘူးလားကိုမောင်မောင်ဥ9 နာရီလောက်ပဲကွာတာဒီလမ်းကစိတ်ချရတယ်ဒါကနာနာဘာဝကြောင့်မဟုတ်ပါဘူးဗျအခုဝေယုံမင်တန်းဘက်ကအရင်လိုမဟုတ်တော့ဘူးလူပြတ်တော့လူမှဆိုးလို့ပါနာနာဘာဝတော့မကြောက်အောင်မလေးဗျကြောင်တိုးလို့ရေအိုးပုံပြုတ်ကြတာပါဗျနာနာဘာဝမကြောက်ဟုကျွန်ုပ်သိရှိသူတချို့ပင်ကျွန်ုပ်နှင့်တဖြည်းဖြည်းစိတ်ပြောင်းလာချေရာကြာလျင်ကျွန်ုပ်တယောက်တည်းများကြံရစ်တော်မူလားဟုစိုးရိမ်မိ၏သို့တော့စမ်းကြည့်ခြင်းသည်တဘောဖြင့်ကျွန်ုပ်ကတော့ဗျာဝေယုံပင်ခြေကိုရှင်းကြည့်ခြင်းတာပဲပင်ခြေမှာဝေယုံပင်ကိုကင်လှုပ်စီဖို့ဘာရှိတယ်လဲလူဆိုးတွေကပဲလှိုင်ကောင်းတူးပြီးဖန်တီးလေသလားလူတွေမလာရဲ့အောင်တရေအောင်ဆောင်ပြီး6လန့်လေသလားမဖြစ်နိုင်ပါဘူးဗျာရှင်းမနေပါနဲ့ခြုံတွေကတော်ကြီးဖြစ်နေပြီပြီးတော့လက်နဲ့ကင်လှုပ်လို့ကတော့ဝေယုံတော်ကြီးမပြောနဲ့ဝါရပင်တောင်အဖျားလှုပ်ဖို့မလွယ်ဘူးဗျတို့ဖြင့်ဝေယုံပင်ခြေရှင်းမိအကြံကိုလက်လျှော့ရချေသည်ရှင်းမိသာရှင်းခြင်းသည်ပင်ခြေတွင်လဲဘာမျှတော့ရှိအံ့မထင်ဒါဖြင့်ဝေယုံပင်ရင်းခါအောင်လှုပ်သူမှာနာနာဘာဝပြီပဲဟုယုံကြည်ရမလို့ဖြစ်နေပါပြီ။ဂိုင်းတဟာဖြင့်လေခမားတို့အဝေးကနေဒီဝေယုံပင်နှန်းရှိရာတောအုပ်ထဲကိုဘယ်သူအဝင်ထွက်ရှိတယ်လဲစောင့်ကြည့်ပြို့မတင်ကြရင်ကျွန်ုပ်ကိုလာပြောကြပေါ့ဝေယုံပင်နှန်းဘက်သို့အရောက်ပေါက်မရှိကြတော့သဖြင့်ဝေယုံပင်တရေတရင်ကာမိမ့်မိန်သွားခဲ့ချေသည်ကျွန်ုပ်လည်းအမဲပြေထွက်ရင်ထိုဝေယုံပင်နှန်းဘက်သို့ခြေဦးလှဲ့ခြင်းမိတော့လဲဘိုက်ကလေးကိုခေါ်မရသဖြင့်နေ့စဉ်မရောက်တော့လာဟေးဝေယုံမင်းနန်းဒီနေ့တော့ကျွန်တော်နေမကောင်းရန်ဖန်ရန်ခါသာကျွန်ုပ်တယောက်တည်းသွားရောက်ချောင်းမြောင်းအကဲခတ်ချေ၏တို့တစေဝေယုံမင်းတရေသည်နှလုံးပြူးကင်သောမုတ်ဆိုးကိုကြောက်ရှာထင်အရေးရောင်မင်းမလှုပ်တော့တနတ်ကြောက်တာလားတွတ်ပီကိုကြောက်တာလားကွာဒီနေ့တွင်နွားကြောင်သားဖိုးခွေးကကျွန်ုပ်ကိုသတင်းတစ်ခုလာပေး၏ဥတုပီအဲ့ဒီဝေယုံမင်းနန်းရှိရာတောထဲကိုလူစိမ်း3ယောက်ဝင်သွားတာတွေ့တယ်ဗျလက်ထဲမှာလဲကျိုးခွေကြီးဆွဲလို့ကျွန်ုပ်စဉ်းစားပုံဖော်ကြည့်သည်ကျိုးခွေပါတယ်ဆိုတော့ဝေယုံမင်းချီကိုကျိုးချီပြီးတနေရာကမြန်ဆွဲလို့တလားမသိဘူးနော်ဆရာတို့တရေဗန်းပြပြီးဒူးစီးရိုက်မှုလုပ်မလို့လားဒီလိုသတင်းတရလဲဖြစ်ပေါ်လာချေသည်ရွာစည်းဝယ်ဒီလိုပြို့ညဘက်မှာဝေယုံမင်းနန်းရှိရာတောအုပ်ဘက်ကမီးအောင်လက်မြင်ရတဗျာဟင်အဲ့ဒါတရေမင်းနေမှာပေါ့တော့စုံတောက်တာထင်ပါရဲ့အသက်ကြီးဆုံးဘာနိုစီကလည်းဟုတ်မယ်ဗျို့ကျွန်ုပ်ငယ်စဉ်ကကြားဘူးတယ်ထိန်ပင်နှစ်ပင်မှာတရေမီနှလုံးတပင်ကနေတပင်ကိုခုံကူးပြီးမြူးပြော်နေကြတာကြောက်စရာတဲ့ဗျို့အတန်းကြာငိမ့်သက်သွားသောဝေယုံမင်းတရေသည်မိအောင်များညဘက်မြင်သည်ဟုသောစကားဖြင့်ပြန်လဲအသက်ဝင်လာပြန်ချေသည်ဟေးညဘက်ထထကြည်စမ်းမှာမီးအောင်လက်မြင်ရမယ်တဲ့ကျွန်ုပ်အိမ်တွင်ကိုစော်ဝင်းဖေကိုမမောင်ဦးတို့ရောက်လာချေပြီဟုတ်တယ်ဗျို့ဦးတို့ပြီကျွန်တော်တို့လည်းဦးတို့ပြီအမှားရှိတဲ့အတိုင်းရဲ့ရွာကလူတွေပြောကြတာရဲ့ဟုတ်သလားဆိုတာသိကျင်လို့စောင့်ကြည့်တာတညတော့တွေ့တယ်ဗျို့ဟင်ဘာတွေ့တာလဲဒီလိုခမမီးလုံးကြီးတစ်လုံးပေါ်ခမမြေပြင်မှာရှက်တိုက်ပြီးအဲ့ဒီဝေယုံမင်းနန်းဘက်ဝင်သွားတာကျွန်တော်တယောက်ထဲဆိုမျက်စိမားတယ်ထင်ကြမယ်ခုဟာကကိုစော်ဝင်းဖေပါသဗျာဟုတ်တယ်ဆရာတို့မီးလုံးကြီးတစ်လုံးမြေပြင်မှာရှက်တိုက်ပြီးဝေယုံမင်းနန်းဘက်ဝင်သွားတာအမှန်ပါပဲလူတော့မဖြစ်နိုင်ပါဘူးဗျာဘာဖြစ်လို့လဲဆိုတော့အိမ်မှာထွန်းเสียဒီဇယ်စီတောင်မရှိလို့အမောင်တဲ့ထိုင်းနေကြရတာဟုတ်တယ်ဗျူကျွန်ုပ်စဉ်းစားရချေပြီနာနာဘာဝသည်တွတ်ပီကိုစိန်ခေါ်လေပြီလားယခုပင်လျင်ကျွန်ုပ်မှာတိတ်ခါကြလာပြီဖြစ်၏မြန်ရစာတွတ်ပီကြီးရှိတဲ့ရွာတရေ6တပြူကျွန်ုပ်မြန်ရစာတွတ်ပီရှိရာရွာကလေးတွင်6ခြားခြားဖြစ်၍တော်တွင်မဝင်ရဲညမထွက်ရဲဖြစ်ကြရသည်မှာကျွန်ုပ်ညံပြင်းရာကြချေ၏ကျွန်ုပ်အစွမ်းစမဲရာရောက်ချီပြီဂိုင်းညဘက်ကျွန်ုပ်စောင့်ကြည့်စမ်းမယ်ဟဲတို့ဖြင့်ညစဉ်ပင်တရေမီလုံးကိုရွာပြင်တလင်းမှ
တိတ်တဆိတ်ချောင်းကြည့်ကြ၏ကျွန်ုပ်ဘိုက်ကလေးကိုစော်ဝင်းဖေကိုမမောင်ဦးတို့ဖြစ်ချေ၏နှစ်ညသုံးညလွန်မြောက်တော့လဲတရေမီကိုမတွေ့ရအိပ်ပြက်တာပဲအဖတ်တင်ပါတယ်ဗျာဝါခမရတို့တရေမီကဘယ်မှာတော့ပြိုကိုမမောင်ဦးတို့မှလည်းသူတို့ကအသေးချာမြင်ထားပုံရသဖြင့်မချင်မရဲဖြစ်နေကြပုံပင်ဒီတရေမီကဘာဖြစ်နေတာတော့ကွာဟုတ်ပါမဟုတ်မှလွဲရောဒီတရေကကျွန်ုပ်ပါလာလျင်မချောက်ချေဘူးကြောက်တတ်ရှာတယ်ထင်ပါလုတ်ပြီးနောကြည့်နေပြီတရေကလည်းခြောက်လိုက်ဆမ်းပါလေးညမြောက်တွင်မူရင်တရေမီကိုအမှန်တကယ်တွေ့မြင်ရပါချေ၏ဖြစ်ပွားပုံမှာတကောင်ကြက်ပင်တွန်းချပြီးဟောဟိုမတရေမီကြည့်ကိုစော်ဝင်းဖေဤပြူတူပြက်တဲ့အတန်ကြောင့်ကျွန်ုပ်နှင့်အတူအိတ်ငိုက်နေသူများမှလည်းခေါင်းထောင်ကြည့်မိရချေ၏ဟဲ့အတန်အသင့်လင်းချင်းသောမီလုံးကြီးသည်မြေပြင်မှတရောင်ခန့်ကွာ၍ဝေယုံပင်တန်းဘက်သို့တရွေ့ဝင်ရောက်နေတော်သည်တကားဟာတရေမီဆက်တို့ကြောက်တမျိုးလူသုံးယောက်ကကျွန်ုပ်ကိုဖက်ထားချေရာဤဝိတ်ကိုကျွန်ုပ်ဤနယ်ထိန်းထားရချေတော်၏တရေဘောနဲ့တဲ့ကောင်ကြီးတွားကြသမ်းကျွန်ုပ်ဆွဲရန်ပြစ်ချေရာသုံးယောက်သားလွင့်စင်သွားကြကုန်၏ဝေယုံပင်ဘက်သို့ကြည့်ချေရာတရေမီကိုမတွေ့ရတော့တော်တဲ့ဝင်သွားချေပြီပျောက်သွားပြီသူတို့သည်လည်းကြာရနေရာတွင်မနေရဲကြမောင်မဲတွင်ပင်လူလဲထပြေးလာပြီးကျွန်ုပ်အနီးဝဲငုတ်တုတ်ထိုင်၍တုံရင်နေကြ၏ကျွန်ုပ်လည်းတောဆက်သို့အလင်းစလိုပြေးချေရာဟာဆက်တို့ဒါဘဲလဲဗျဘဲလဲမသွားပါနဲ့ဗျတရေရှိတယ်ဗျတရေကျွန်တော်တို့လည်းမနေခဲ့ရဘူးကျွန်ုပ်ပြေးတော့သူတို့သည်ကျွန်ုပ်ကိုစိတ်ပူ၍တော့ဟုတ်မည်မထင်မောင်မဲတွင်မနေရဲကြ၍ပြေးလိုက်လာကြတော့သည်တကားတောဆက်သို့ရောက်အောင်10မိနစ်မျှပြေးလာရသည်အရေးရောင်မျှပင်မတွေ့ရချေပြီကျွန်ုပ်လည်းမောင်မဲတွင်စံတဝါဖြစ်သာတိုးဝေဝင်ရ၏အတန်ကြာသွားမိလျင်ဟောအတန်ပလံများထွက်ပေါ်လာတဲ့ကြားရသဖြင့်ကျွန်ုပ်မှာမကြောက်ရွံ့တော့လဲခေါင်းတစ်ပတ်တော့ကြီးမိကြောင်းဝန်ခံရပေမည်ပါလာသူများကလည်းကျွန်ုပ်ကိုဖက်ပြန်၏စတုဖက်ပြစီအရေးတယ်ဟေးကျွန်ုပ်လည်းခါထုံအောင်အံ့ဟုပြင်လိုက်လျင်စောကလိုလွန့်စင်သွားမည်ဆို၍သူတို့လက်တွေပြန်လွှတ်လိုက်ချေသည်ဟေးစတုဘာရီလဲဗျလူကိုလားမှန်တယ်ဗျအဖတ်များကျွန်ုပ်ကိုလာထိပ်ပြီးပြုတ်ကျသွား၏ကြံလူများမှလည်းကျွန်ုပ်ကဲ့သို့ပင်ထိမှန်ခံရပြီးထိတ်လန့်ကြကုန်၏စမ်းကြည့်ချေရာစေထမ်းသောအထီးတွေ့ကိုခံစားရ၏လက်ဝဲစေးကပ်ကုန်ချပြီးဒုက္ခပါပဲလာမရဲ့အပြင်တော်တွင်ရောက်နေသည်မို့မှောင်မိုင်လွန်းသည်ကိုပင်ပြန်မမြင်ရစတို့စေးကပ်ကြီးဗျတွေးတွေလားချွေးတွေလားမသိဘူးနန်းကြည့်လျင်ကျွန်ုပ်မှာကြက်သီးမွေးငင်းထသွားရချေသည်တရိษံများကိုပြစ်ခတ်ဖမ်းဆီးခဲ့သူမို့ရင်းစေးထမ်းသောအရာများမှာတွေးများဖြစ်ကြောင်းကျွန်ုပ်သိလိုက်ပေပြီဖះတွေးတွေပါလားဘာတွေးတွေလဲလူတွေးတွေများလားတရိษံတကောင်ကောင်ရဲ့တွေးတွေလားအမောင်ထဲမှာတရေကြီးသည်သူစားတော့ပြီးအကျွန်းကြံများကိုလွှန့်ပြေရမှလာစင်သလားကျွန်ုပ်တိတ်တဆိတ်နေလျင်သူတို့သည်လည်းတွေးများအသားပတ်များဖြစ်ကြောင်းရိပ်မိသွားပြီးကြောက်ရွံ့ရာကမေးရိုက်တန်များပင်ကြားရချေ၏အသားစားအဖက်များသည်မှောင်ထဲမှာကျွန်ုပ်တို့စီထပ်မံလွန့်ပြန်လာပြီးဆင်ပြန်၏နာနာဘာဝသည်ချိန်ရွယ်ပြစ်နေခြင်းလောစတုပြန်ညရအောင်ပါဗျာကျွန်တော်တို့ကမမြင်ရဘူးတရေကမြင်ရလို့အသားစားတွေနဲ့ပြစ်ခတ်နေတာဖះကြောက်တယ်ကဲကြပါဦးရပ်နေ၍ထူးမိမထင်ကျွန်ုပ်လည်းနှလုံးပြူးကိုကြစ်ပါအောင်ဆုပ်၍ရှေ့သို့မှန်းပြီးချီတက်သွား၏ပြစ်လိုက်သောအဖက်တစ်ဖက်ကကျွန်ုပ်ကိုလာရောက်မှန်ချေသေးသည်ထွီတွေးတွေအနာရောင်မှတွေ့ရသည်မှာအမြင့်တောင်ကမူတန်းဖြစ်နေ၍ရှေ့ကိုမမြင်ရခြင်းဖြစ်ပေသည်မီးအောင်ရုတ်တရက်မြင်လိုက်ရ၏ဟာတရေမီတွေ့ပြီအမြင်ကားတွေးတန်တရေရဲပင်နမတန်းမှတကောင်သည်ရင်ကွဲ၍အပိုင်းစများဖြစ်နေပြီသို့သောရင်းနွားကိုတရေစားခြင်းမဟုတ်ပါနွားတခိုးများနွားခိုးပေါ်နေခြင်းပင်ဖြစ်၏ဟာဟင်လူကျွန်ုပ်သည်သူတို့ကိုနှလုံးပြူးဖြင့်ချိန်ထားလိုက်၏လက်မြောက်ထားသဟိထိုအခါမှကျွန်ုပ်၏သူရဲကောင်းများလည်းရဲဝံ့စွာရောက်လာကြချေပြီးကြောင်ကြည့်နေသောသူတို့အနီးမှဓားများကိုကောက်ကင်လိုက်ချေသည်လူစိမ်းများပင်သည်ဟာဒါကြောင့်ရွာကနွားတွေပျောက်ကုန်တာကို
တရဲမီကိုလည်းတွေးကြရ၏အမှန်မှမူမိခွက်တစ်လုံးသာဖြစ်ပြီးလူကကြိုးတိုင်းဆွဲ၍လမ်းလျှောက်သောမြေပြင်မှတရောင်ခန့်အကွာတွင်မိလုံးကြီးရွေလျားနေသောတရံအဖြစ်မြင်ရခြင်းပါပဲထိုညကနွားခိုးများဖမ်းလာသဖြင့်ကျုံတိုင်းတရွာလုံးအုပ်အုပ်ကြက်ကြက်ဖြစ်ကုန်ကြသည်နွားကြောင်သားလေးဖိုးခွေးကလည်းသူမြင်ခဲ့သည်မှာရင်းလူစိမ်းများဖြစ်ကြောင်းပြောပြသည်ကျိုးခွေကမင်းထင်တယ်လို့ဝယုံမင်းချီးပြီးလှုပ်ရမ်းဖို့မဟုတ်ဘူးကွနွားချီဆွဲဖို့ဟာဟာဟာဒါဖြင့်ဝယုံမင်းတည်းရဲ့ဆိုတာတကယ်ရှိတာပေါ့နော်စတ်တို့သူတို့မေးခွန်းကိုကျွန်ုပ်ပြန်မဖြေနိုင်ပါချေနွားတခိုးများကိုမြို့ရဲစခန်းသို့ပို့၍အနှံလိုက်သည်အခန်းကကျွန်ုပ်နှင့်ဝက်ဖြူစင်ကျဲပုဂ္ဂိုလ်ကြီးရွာသားများကဝယုံမင်းနန်းဘက်ကိုမသွားရဲလို့ရှောင်ရှားနိုင်ကြတော့လေကျွန်ုပ်ကပြည်ရတနာဝမ်းရိပ်မို့ရှောင်လွှဲမရဖြစ်၍သွားရပါပေသည်သို့တော့နာနာဘာဝကိုမယုံကြည်သူမှုကြောက်စိတ်တော့မရှိပါပေဘိုက်ကလေးကတရေထက်ကျွန်ုပ်ကိုပူကြောက်သဖြင့်လိုက်ပါခဲ့ရချေ၏ဝယုံမင်းနန်းကိုလှမ်းမြင်နေရသောနေရာသို့ရောက်ချေတော့ဘိုက်ကလေးစောက်တီရမရချေပြီဆက်တို့ဘာမှမတွေ့မိဘူးပြန်ကြပါစို့နေပါအောင်ဟာပြန်လို့မဖြစ်သေးဘူးလင်ထိုးပြီးစောင့်ကြည့်အောင်မယ်ဟမ်ကွာဆုံးရှိသောတစ်ပင်ကြီးတွင်ကျွန်ုပ်လည်းလင်ထိုးယူ၏ဘိုက်ကလေးကမထူးတော့ပြီဟုစိတ်ပန်းဖြတ်လိုက်ပြီးလင့်ကူထိုးပေ၏ယခုလင့်ကသားကောင်ပြစ်ဖို့မဟုတ်ပါချေဝယုံမင်းတရေကိုအကဲခတ်ဖို့လင့်သာဖြစ်ချေ၏ညနေဆောင်းလာသည်နှင့်အမျှတရိတ်ဆန်များလည်းအကောင်ပလောင်ဆုံးတွေ့ရှိလာရသည်လူသူအရောက်ပေါက်နေသွားပြီဖြစ်တော်လဲဤမာဘက်သို့တရိတ်ဆန်များစုလာချသည်ကျွန်ုပ်ကနာနာဘာဝဖမ်းမိသူသာဖြစ်သည်ဖြင့်ဘေးမဲ့ပေးထားချေ၏မိုးချုပ်ချေပြီးကြားဟိန်းတံများပင်တခါတရံကြားရချေ၏ဝယုံမင်းတရေသည်ခုတော့လဲမချောက်ပြန်ဒုက္ခပဲဘိုက်ကလေးငါရောက်နေတာတိသွားပြီထင်တယ်ဟမ်နောကြည့်နေပြီလင်းဆောင်ရသောဒုက္ခကမသိလားညောင်းညာကြိုက်ခဲ့ပြီးစီးအောင်လှချေ၏ဘိုက်ကလေးကပြင်းဤလှချေပြီးစီလီမတော့ချောင်းမဆိုးတေးမပေါက်မလှုပ်ရဘူးအိုးမလွယ်ဘူးယူနိုင်တယ်ဘိုက်ကလေးမျက်လုံးပြူးကျယ်စေရန်ကျွန်ုပ်သည်ငယ်စဉ်ကကြားဘူးခဲ့သောအဖိုးဖြစ်သူဤကိုရွေအဖြစ်ပြက်ကိုပြောပြနေလိုက်သည်ကျွန်ုပ်အဖိုးခေတုံးကပေါ့ဝါတနေ့တနေ့မိုးစိုးကြီးတွတိသည်လင်စီးနေ၏ထိုအခိုက်တောဝက်ကြီးတစ်ကောင်ရောက်ရှိလာ၏ဟင်ဘယ်တော့မှရောက်နေတယ်လဲမိုးပေါ်ကကြလာသလားကဲကွာတောဝက်ကြီးသည်တုံငနဲ့လဲကျသွား၏မုတ်ဆိုးကြီးတွတိမှာအာရဝမ်းသာဖြင့်လင်းထက်မှဆင်းမိပြုစဉ်အလိုဘာပါလိအဆန်းတကြပါလားဝက်ဖြူစင်ကျဲပုပ်ကိုကြီးပေါ်လာသည်ကိုတွေ့ရတော့မုတ်ဆိုးကြီးတွတိမှာမျက်လုံးပြူးရချေပြီဂိုင်းတပည့်ကြီးငါမပြောလားအန်နီယန်နဲ့ကြုံမဲဆိုတာကဲရှိစီတော့ထတောင်ဝေးဖြင့်တိုးလိုက်လျင်ချက်ကောင်းထိ၍တုတ်တုံညာမလှုပ်ပြီးဖြစ်သောတောဝက်ကြီးသည်တုတ်ကနေထရပ်ပြီးတောတွင်းသို့ဝင်ရောက်ပြောက်ကွယ်သွား၏ဝက်ဖြူစင်ကျဲပုပ်ကိုကြီးလည်းမရှိတော့ပြီမုတ်ဆိုးကြီးတွတ်တီမှာအံ့ဩလွန်ကြောက်ရှာလွန်သဖြင့်အသားတဆက်ဆက်တုံမိရချေ၏ဇလန်းဆုံးလျင်ဘိုက်ကလေးမှလည်းအံ့ဩလွန်သဖြင့်ခြောက်ချားချေပြီဖေဟာနန္နာဘာဝတွေကဖန်ဆင်းပြနေတာနေမှာပေါ့နော်ဟိုမှာစက်ကြီးဟင်ဟုတ်ပါနန်းနဲ့လင်းစားပြုပြီးဝေလီဝေလင်းတွင်စက်ကြီးကိုထီထီတွေ့ရ၏ကျွန်ုပ်လည်းဝေယုံမင်းတရေကိုတညလုံးစောင့်တော်လဲမတွေ့သဖြင့်လွတ်ခဲ့ရသောအမဲကောင်များကိုနှမျောတတနေစဉ်စက်ကြီးမှာပြစ်ကွင်းသို့ရောက်ရှိလာရာအာရဝမ်းသာချင်းရွယ်၍ပြစ်ချလိုက်၏စက်ကြီးသည်တုံကနေလဲကြ၏ကျွန်ုပ်တို့လည်းလင့်စဉ်ထက်မှဆင်းစဉ်ဟာကြည်စံဟိုမှာဟဲဘိုက်ကလေးပြသဖြင့်ကြည်ချေရာကျွန်ုပ်မျက်လုံးပြူးပြီးကြက်သေးသေးရတော့၏ဟာထူးဆန်းလာပါပြီဘိုက်ကလေးကကြောက်ရှာသဖြင့်ကျွန်ုပ်ခါကိုဖက်ထားရှာ၏ဟာအံပွဲကောင်းပါပြီခြုံပုတ်အတွင်းမှဝက်ဖြူစင်ကျဲဥပြီးပြောင်ပြောင်နှင့်ပုတ်ကိုကြီးထွက်ပေါ်လာခြင်းပင်ဆက်တို့ပြောတဲ့စတို့အဖိုးကြုံခဲ့ရသလိုဝက်ဖြူစင်ကျဲနဲ့ပုတ်ကိုကြီးပါလား6ပြီးတရေ6ပြီးကဲကြပါအောင်ဗျာဝက်ဖြူစင်ကျဲပုတ်ကိုကြီးသည်စက်ကြီးရှိရာသို့သွားပြီးတောင်ဝင်းနှင့်တို့လိုက်ချေဟာထတပည့်ကြီးထတောင်ဝေးတို့ထိလျင်ပင်စက်ကြီးသည်တရီတရိုင်ဖြင့်ထရပ်ပြီးလျင်ရှောက်လန်းပျောက်ကွယ်သွားချေတော့၏ဝက်ဖြူစင်ကျဲပုတ်ကိုသည်လည်းနောက်ပြန်ဆုပ်ရင်ခြုံကွယ်မှပျောက်ကွယ်သွားတော့သည်ဘိုက်ကလေးကကြောက်ရှာသဖြင့်တေးဖြန်းဖြန်းပါချေပြီးဆက်တို့ကြောက်ပါတဗျာကျွန်ုပ်ကကြောက်သေးနေမိ၏ကိုတူရီ
နည်းနည်းလေးတွတ်တာမလောက်လို့များများကြီးတွတ်ပါအောင်လို့ဒီလိုတွတ်တဲ့ချစ်သူလေးမို့တို့ကနာမည်တစ်ခုတော့ပေးမယ်ကြာလာကိုတွတ်ရေဘုံတော့ဘယ်နဲ့တိုးထဲမှာဘယ်မင်းကလေးကလာပြီးကိုတွတ်နေပါလေကိုတွတ်ရေဟီကျွန်ုပ်ခေါင်းတစ်ပန်းကြည့်သွားရချေသည်တော6ဒီမှာကျင်းတည်နေပြီလားဝေယုံပင်တရေမ6ပဲနာနာဘာဝကမျိုးစုံဖန်ဆင်းပြချေပြီလားကျွန်ုပ်စဉ်းစားမရပဲဇော်ကျွေးများသာစိတ်ထွက်လာရသည်တချင်းတန်သည်တစနီးကပ်လာတော့ဤဆက်တို့မိမတန်ဗျမိမတန်ဖျား6ပြီဗျမိမ6ပြီကျွန်ုပ်ကတချင်းတန်ကြားရဘက်သို့မမိတ်မတုံသောမျက်လုံးများဖြင့်ကြည့်နေချေပြီမျက်လုံးပြူပြီးထိုးချိန်ထားသည်ဘိုက်ကလေးကကြောက်ရှာ၍ဖင်ဘူးတောင်းထောင်နေချေပြီကုတုရီနည်းနည်းလေးတွတ်တာမလောက်လို့များကြီးတွတ်ပါအောင်လို့ဟိုမှာမင်္ဂလေးတယောက်သည်ပဝါစတလွန့်ဖြင့်ခုံပေါက်ဝင်ရောက်လာ၏နာနာဘာဝကဆက်ရောင်ဖန်ဆင်းပြီးယခုတဖန်လူရောင်ဖန်ဆင်းပြန်ချေပြီကျွန်ုပ်လည်းအချိန်မဆိုင်တော့ပဲအော်ဘယ်မအော်နိုင်မိမပြိုငယ်သည်ပုံရသားလဲကြ၏စောကဝက်ဖြူစင်ကြများပေါ်လာအောင်မလားကြည့်နေသေး၏မတွေးလင်းစင်ထက်မှဆင်းမိပြူအဝေးမှလာနေသောစူညံလူတန်းများကြားရချေရာကျွန်ုပ်တို့ကိုရှိန်တက်နေရချေ၏လူအုပ်ကြီးသည်ဘွားကနေပေါ်လာ၏ဟာတွေ့ပြီဟေးလဲနေတယ်ကြည်ပါအောင်ဟာအသက်ရှိသေးရဲ့လားဒုက္ခပါပဲတောကောင်နဲ့များတွေ့သွားပလားအသက်ရှူနေသေးတပြို့ဟာကြည်စမ်းဟိုလင်းစင်ပေါ်မှာမုတ်ဆိုးနှစ်ယောက်ပါလားဟုတ်ပြီဒီလူနှစ်ယောက်တနက်နဲ့ပြစ်တာနေမှာပဲဟေးဆင်းခဲ့ကြစမ်းဆင်းတော့ဒိုးတက်လာရင်မလွယ်ဘူးမတ်အောက်ရောက်ချေတော့လူစိမ်းများမို့ကျွန်ုပ်လည်းနှလုံးပြူးကိုပေးလိုက်ရချေသည်ဟာဒါမြန်ရစာတွတ်ပြီကွာမြင်ဘူးတယ်ကျွန်ုပ်လည်းမျောလင့်ထားသည့်အတိုင်းပင်ကျွန်ုပ်ကိုတည်သူတယောက်သူတို့ထဲတွင်ပါသဖြင့်သာကျွန်ုပ်တို့တက်သားရချေ၏သူတို့ကမင်းကလေးလဲကြမေမျောနေခြင်းမှာကျွန်ုပ်ပယောဂဟုယူဆကာရန်တတ်တယူပြုချေတော်မူကျွန်ုပ်လည်းအလင်းစလိုရှင်းပြရချေ၏ဒီမှာဒါလူအစ်စ်မဟုတ်ဘူးဗျနာနာဘာဝလွတ်ချလိုက်ဟာပွေထားသူသည်မင်းကလေးကိုရောင်ရမ်းလွတ်ချမိပြုပြီးမှပြန်လဲပွေချီလိုက်ပြီဟင်ဘဲကနာနာဘာဝရမှာလေဗျဒါလူကျုံနှမလေးဗျအိုးခက်တာပဲကျွန်ုပ်ကမျက်မြင်ကိုယ်တွေ့မှုပြောတာဗျပထမဆက်ကြီးဝင်လာတော့ကျွန်ုပ်ပြစ်ချတာသေပါရောဟောဖြုံးဆိုဝက်ဖြူစင်ကြယ်ကြီးနဲ့ပုတ်ကိုကြီးရောက်လာပြီးတောင်ဝေးနဲ့တိုးလိုက်တော့ချက်ချင်းပြန်အသက်ဝင်ပြီးထသွားရောဗျို့တော6တာဗျနာနာဘာဝတွေကအယောင်ဆောင်ဖန်ဆင်းထားတာထိုအခိုင်နောက်ဖက်မှာခြေတံကြရ၍ကြည်ချေရာဝက်ဖြူစင်ကြယ်ပုတ်ကိုကြီးခြုံကွယ်မှတရွေ့ထွက်ပေါ်လာချေရာတတ္တိကောင်းလာပါသည်ဆိုတော့ကျွန်ုပ်ပင်လျင်လက်ပြလွန့်စင်မတက်ထိတ်လန့်သွားရပါချေသည်ဟာဘိုက်ကလေးကလူအုပ်ကြီးစီတို့စောက်တီယာမရပြေးကပ်သွားချေ၏ဟောလာပြီနာနာဘဝကလူရောင်ဖန်ဆင်းထားတာဗျအဲ့ဒါလူအစ်စ်မဟုတ်ဘူးဗျဟီးကြောက်တယ်ဗျကျွန်ုပ်တို့မှာပြာဖြစ်နေပြီးလက်ပြလွန့်စင်မတက်ကြောက်ရွံ့နေတော့လေအခြားလူများမှမူတယောက်မျှအိန္ဒြေပြက်ချင်းမရှိကြပါပြီဝေဖြူစင်ကျဲပုတ်ကိုသည်တွားဖြီးသားဖြင့်ကျွန်ုပ်တို့စီလာကတ်ချေရာကျွန်ုပ်ဤတက်တီတို့သည်လည်းဘဲကဘာစီလွန့်စင်ခဲ့သည်မသည်နောက်သို့သာအလင်းစလိုဆုတ်ခွာမိတော်သည်တကားခမရတို့ဘာဖြစ်နေကြတာလဲဗျဟင်စိတ်ပြက်လိုက်တာကျုပ်တို့ရွာကအယူမလေးခင်စောနှန်းတော်တဲ့ဝင်ပြေးလို့လိုက်ရှာနေတာဗျဒါကိုလေခမရတို့ကတနက်နဲ့ပြစ်ခဲ့တယ်တော်သေးတာပေါ့ကျုံနှမလေးကိုမထိလို့ပြီးတော့ဒီဖိုးသူတော်ကြီးကစိတ်ကောင်းမနှံ့လို့ရွာတဲ့ရောတော်တဲ့ပါကျုံရွာလျှောက်သွားနေတာဗျဘယ်ရွာကလဲတော့မသိဘူးကျုပ်တို့လည်းမြင်ဘူးတာဒီတစ်ခါပါနဲ့ဆို3ကပဲရှိသေးတယ်ဒါကိုပဲနာနာဘာဝလို့ဆွဆွဲတယ်ဟင်ဘယ်လိုလဲဗျဟင်အဲ့ဒီလူကိုဒီကောင်မလေးကခမရတို့ရွာကအယူမလေးဒါကလည်းဖိုးသူတော်ကြီးဟုတ်လားအိုးဒါဆိုတော်သေးတာပေါ့ဗျာကျုပ်ပြစ်တာမထီလို့စစ်တို့လက်ကဒီတခါပဲချီကျူးခံရဘူးတဲ့ကျွန်ုပ်တို့မှာအကြောင်းစုံသိရချေလျင်ထိုလူစုကိုအထထဖန်ဖန်တောင်းပန်ရချေတော်သည်တကားမသိလို့နော်ဟဲသဘောယူနေပါနော်ကူကြီးတို့အပြန်လန်းခီးဝယ်မျက်နာကိုဓားဖြင့်လှိပစ်ချင်စိတ်ပေါက်အောင်ရှက်မိချေသည်ညံရစာတွတ်ပြီးတိတ်ခါကြတာကွာထောင်ကြမှနဲ့ဆိုင်ရင်တော်သေးတာပေါ့လို့ယူဆရမှာပေါ့ဗျာဟမ်ဒါတဲ့ဟိုဆက်ကြီးကဘာလို့လဲကျသွားတာလဲဗျဒါကကြည်စံနဲ့မထိပဲ
ရန်ငွေမိပြီးမူးလဲသွားတာနေပါလိမ့်မယ်ဒါကိုဟိုအယူဖိုးသူတော့ရောက်လာတာနဲ့တိုက်ဆိုင်သွားတော့အယူကလည်းရောင်တောင်ပေါင်တောင်နဲ့တောင်ဝင်းနဲ့အထိုးမှာတတိယချိန်နဲ့တိုက်ဆိုင်ပြီးထပြေးတာနေမှာပေါ့ကွာဒီနေ့ကံမကောင်းပါလားအခန်း6ဝေယုံမင်တန်းမှာတရေမိပွင့်များကျွန်ုပ်မှာဝေယုံမင်တရေကိုမဖော်ထုတ်နိုင်သည့်အပြင်လူရဲစရာပါထပ်ဖြေခဲ့ရသဖြင့်တပူပေါ်နှစ်ပူဆင့်ဆိုတဲ့ကဲ့သို့တောကဖြေရချေ၏ရေရတကူတညတွင်မူအလွန်ထူးဆန်းဖွယ်ရာအချင်းရာဖြစ်ပေါ်ခဲ့ရပါချေသည်ယင်းဖြစ်မှာတကောင်ချိန်တွင်ဖြစ်ပျက်ခဲ့ရခြင်းဖြစ်၏စူးစူးညံ့ညံ့အော်ဟစ်တံများကြောင့်ကျွန်ုပ်လည်းအိယာမှလန့်လို့ခဲ့ရသည်ဟာဘိုက်ကလေးထထဘာဝဒန်တွေလည်းမသိဘူးဟေးထားကြဟေးထားကြဝယုံမင်းတရေ6နေပြီကြည်ကြထားကြည်ကြအဆက်မပြတ်စူညံစွာလူချင်းဆက်အော်တန်များကကြုံတိုင်းရွာတစ်ခုလုံးကိုနိုးထားကြစေသည်ထားကြဟေးထားကြဆွဲငင်ဟစ်လိုက်သောခွေးအော်တန်များကြောင့်လည်းညသည်ခြောက်ခြားစရာဖြစ်နေချေသည်ကျွန်ုပ်လမ်းပေါ်ရောက်ချေလျင်လူများမှာရွာစားကွန်းမြင်ဘက်ပြေးနေကြသည်ကိုတွေ့သဖြင့်ပြေးလိုက်ခဲ့သည်ဟာဒုက္ခပါပဲကွာကွန်းဆက်ရောက်တော့မြင်ကွင်းမှာအမခန်းစမ်းကြတော်သည်တကားတော်တွင်မှဝေယုံမင်းနှန်းကြီးသည်မိဘွားများတဖွာဖွာထွက်ပေါ်နေ၍တောက်စားနေခြင်းပါ၏သည်မိဘွားမိဘွေများသည်ညမှအမောင်ဝဲဖွာကနေလက်ခနဲ့လွန့်စင်ကြနေသည်မှာအလွန်တရာလှပစမ်းကြပါ၏ထင်ကြီးမျိုးစုံပေးကြလိမ့်မည်တရေမီဟေးတရေမီစုံတော့စားတာလားနာနာဘာဝတွေပျော်မြူးကြတာဗျဒီညလာကွယ်ညကိုကျွန်ုပ်လည်းရုပ်ကြီးပင်စိုးရိမ်သွားမိသည်ဝေယုံမင်းတရေသည်များစွာကြမ်းလာပြီဖြစ်၏ထိုမိဘွားများမှတဆင့်မီးလောင်ချေလျင်တော်ပြုံးမိအပြင်ကြုံတိုင်းရွာကလေးပါမီးပြကြနိုင်မည်အရေးတွေးမိပြီးပူပန်ရပါချေ၏တရေမီတွေမြူးပြော်နေတယ်မိဘွားများသည်အကြာကြီးတော်မပွင့်ချေတဖြည်းဖြည်းနှင့်ပျောက်ကွယ်သွားတော့သည်မိဘွားများပျောက်ကွယ်သွားလျင်မှောင်မဲသာကြံရသည်နန်းနယ်လင်းလျင်ကြုံတိုင်းရွာကလေးဝဲအုပ်ကြက်ဖြစ်ကုန်ကြသည်တရေကြောက်၍တကြောင်မီးလောင်လျင်ရွာသို့ကူးဆက်လောင်ကျွမ်းနိုင်၍တကြောင်ထို့ကြောင့်ရွာပြောင်းရွှေ့ပြေးကြချေပြီးကျွန်ုပ်ရွာသားများအခြားတရွာပြောင်းပြေးကြသဖြင့်ကျွန်ုပ်မှာအစွမ်းရမဲ့ရောက်ချပြီးလက်ပြမတန့်ဖြစ်ရ၏ဒီဝေယုံမင်းတရေကိုဘယ်လိုနှိမ်နှင်းရမလဲထုံးစံအတိုင်းလောကရပညာတတ်အချို့နှင့်နာနာဘဝမယုံသူကာလာသားအချို့တို့ကိုကျွန်ုပ်အိမ်ဖိတ်ခေါ်ပြီးဆွေးနွေးတိုင်ပင်၏လာပြို့ဂိုင်းအပြက်နဲ့နှာခေါင်းတွေထွက်ရောမယ်ကျွန်ုပ်တို့ဘာလုပ်ကြမလဲဒီဝေယုံမင်းတရေကိုအကောင်ထဲဖမ်းလို့လည်းမရဘူးဝေယုံမင်းတွေလည်းရင်းခါ6လွတ်နေတာပဲအမြဲမြင်ရတယ်ကျွန်ုပ်တို့နာနာဘဝမယုံသူတွေတောင်ဇဝေဇဝါဖြစ်နေရပြီပြို့အားလုံးမှာနှုတ်ဆက်နေကြ၏မစင်စားတတ်တော့ပါမယုံကြည်သူတချို့ပါယုံကြည်သူဘက်သို့ယိမ်းကြချပြီပင်ချီမှာလဲခြုံကလွဲပြီးဘာမှမရှိဘူးဒီဝေယုံမင်းတွေဘာကြောင့်လှုပ်ရှားရတာပါလေနာနာဘဝပေါ့ဗျာနာနာဘဝပဲရှိတာပါပဲဒါပါပဲအခန်း9တဲလွန်စာတနန်နဲ့တွင်မူလူစိန်ခီးသွားတစုသည်ကျွန်ုပ်တို့ကြုံတိုင်းရွာအတွင်းသို့အပြေးလွှာဝင်ရောက်လာသည်ကိုထူးဆန်းစွာမြင်တွေ့ရ၏ထိုလူများရွာအတွင်းသို့ရောက်ချေသောမောဟိုင်လှ၍ရှာထွက်နေချေပြီးဇီကင်ကန်ရှိချွေးသည်များလည်းကြနေကြပေ၏ဖြစ်ကြောင်းကုံစင်ကိုကျွန်ုပ်ဥဆောင်ပြီးမေးမြန်းချေရာကျွန်တော်တို့တောထဲကိုဖြတ်ပြီးခီးထွက်လာတာဗျအဲ့ဒီတောတွင်းတနေရာရောက်တော့နားရအောင်ဟေးထမင်းအိုးတဲရအောင်ထင်းရှာကြအောင်စို့ကုန်းမရှေတန်းကြီးပေါ်တွင်ထင်းကြောင်များစုပုံ၍မိမွေးပြီးထမင်းအိုးတဲ၏ကြက်ခါနီတွင်ထိုကုန်းမြေကြီးမှာတဝုံလှုပ်ခါလာပြီးထမင်းအိုးပင်အဝေးသို့လွန့်စင်သွားရသည်ထိုင်နေသူများလည်းကျွန်းပြန်ကြကုန်၏ကုန်းမလေးသည်လှုပ်ရမ်းရွေလျားနေ၏တဲပင်ပေါင်များသည်ရိန်းထိုးလှုပ်ရှားနေပြီးအကိုင်းခက်များရိုက်မိကာတတော်လုံးစူညံနေတော့၏ဟာပြေးကြဟေးပြေးကြတရေ6ပြီအဲ့ဒါပါပဲခမတရေ6လို့ပြေးခဲ့ရတာပါတက်နဲ့တကူအဲ့ဒီလိုတစ်ပင်တွေမလှုပ်ဖဲတစ်ပင်အချို့သာကွက်ပြီးလှုပ်တာဒီတခါပဲတွေ့ဘူးပါတယ်သူတို့ဒီလေနာနာဘာဝယုံသူစည်ရင်ဝင်ချပြီးကျွန်ုပ်လည်းလေးနဲ့စွာစဉ်းစားနေရင်မှာအတွေ့တစ်ခုကိုလျှက်တစ်ပြက်လိုရရှိတော့ထခုံမိပေသည်ဟာဟုတ်ပြီအဲ့ဒါဖြစ်နိုင်တယ်ဝယုံမင်းတရေဆိုတာဒါပဲဖြစ်ရမယ်ဟုတ်ပြီဗျို့ဟင်ဘာဟုတ်တာလဲစလာပြန်ပြီဟာကျွန်ုပ်သည်ရင်းနေရသို့သူတို့အားလိုက်ပြခိုင်း၏သို့တော့သူတို့ကမျက်စိမျက်နှာပြက်လျက်ရှိကြပြီမလိုက်ရဲကြတော့ဟိုကျွန်တော်တို့မလိုက်ရဲကြဘူး
ဘာကြောက်စရာရှိလေဗျကျွန်ုပ်တယောက်လုံးပါနေတာပဲဟာအဲ့ဒါကြောင့်ပူကြောက်ကြတာနေမှာပေါ့ကျွန်ုပ်ထထဖန်ဖန်စီယုံမှာသူတို့ထဲမှာတက်တီအတော်တန်ကောင်းသောသူကလိုက်ပြရန်သဘောတူခဲ့သည်တို့ဖြင့်ကျွန်ုပ်တို့ဆရာတစ်ပည့်လည်းထိုသူနှင့်အတူတောတွင်ဝင်ရောက်ခဲ့ရပါပြီသည်ကျွန်ုပ်ကမျှော်လင့်ချက်ဖြင့်စိတ်အားထက်သန်နေပါပြီထိုနေရာသို့ရောက်ရှိအောင်2 နာရီမျှရှောက်ခဲ့ရသည်ဦးဆောင်လိုက်ပြတော်သူသည်အနီးသို့ပင်မလိုက်ရဲတော့ပဲဟောရှိကကပူလေးပဲဗျကျွန်ုပ်သည်ထိုကပူလေးရှိရာသို့လာခဲ့၏တာလမ်းမလေးတစ်ဖွဲဖြစ်နေသည်တစ်ပင်ငယ်တချို့သည်ထိုတာလမ်းမလေးပေါ်တွင်ပေါက်နေကြ၏ကျွန်ုပ်သည်အနီးနားမှတစ်ကိုင်းကြောင်များစုပုံယူသွား၍ထိုမြေမိုးမို့တန်းလေး၏အပေါ်တွင်ပုံ၍မီးတင်ရှို့လိုက်သည်အဝေးမှအကဲခတ်၏တိတ်မကြပါထိုမြေမိုးမို့လေးသည်တောက်လျှောက်တုံခါလာပြီးတစ်ပင်များမှလည်းရိမ့်ထိုးလှုပ်ရှားနေတော်သည်ဟာတရဲချောက်ပြီးဘိုက်ကလေးနှင့်လမ်းပြသူကပြန်ပြေးချပြီးကျွန်ုပ်ကအသေးချာကိုအကဲခတ်ကြည့်နေမိ၏ဟုတ်ပါသည်ထိုကုန်းတန်းလေးပေါ်မှတစ်ပင်များသာလှုပ်ခါပြီးအဝေးမှတစ်ပင်ကြီးများမှာတုတ်များမလုံးအတန်များမှမူတတော်လုံးစူညံဟေ့ကျွေးကြချေသည်ကျွန်ုပ်လည်းမိဘုံကိုညှိမ့်တက်လိုက်ပြီးမကြပါချေတစ်ပင်များလည်းပြန်လဲငြိမ်သက်သွားတော့သည်တည့်ရွယ်တချို့သာကြွေကြကြံရည်၏အခန်းရှိဝယုံမင်းတရေတွေ့ပြီးကျုံတန်းရွာပြန်ရောက်တော့ဝယုံမင်းတရေကိုတွေ့ရှိပြီးဖြစ်ကြောင်းကြေညာ၏ဝယုံမင်းတရေဆိုတာလက်ဆက်တတ်တော့ဒါကူဗျဟင်ဘယ်ထားလဲလင်းစမ်းမအောင်ဟင်ဥတုပီဘယ်ထားလဲဗျဘယ်ထားလဲပြောစမ်းမအောင်တိကျင်လားဗျဟာတိကျင်ပါတော့ကိုဥတုပီဟာဘယ်နဲ့မေးလိုက်တာလဲဥတုပီဟာတိကျင်ပါပြီဗျတိကျင်ကျွန်ုပ်တော့လိုက်ခဲ့ဗျကျွန်ုပ်သည်ဓမ္မတစ်ချောင်းကင်ပြီးထွက်ခဲ့ရာကျွန်ုပ်နောက်မှလူစုလူဝေးဖြင့်လိုက်ပါလာခဲ့ကြပေသည်သို့သောကျွန်ုပ်သည်ဝယုံမင်းနှန်းရှိရာတောအုပ်ဘက်သွားမှန်းသိကြသောတချို့သည်ကြံရစ်ခဲ့ကြပေပြီဘိုင်နာလို့ဗျပြီးမှလိုက်ခဲ့မယ်ခြေထောက်လေဝင်သွားတယ်ဗျာဟင်ချက်ချင်းကြီးပဲဝယုံမင်းခြေအောက်ရောက်အောင်အတော်လာခဲ့ရ၏ရောက်လျင်ခြုံများကိုရှင်သည်ရှင်စာကကျွန်ုပ်တယောက်တည်းဖြစ်နေတော့လေမကြလှပါတတိကောင်းသောရွာသားအချို့ဓမ္မကိုကြီးဖြင့်ရောက်လာကြသည်ဥဒုဘီကိုစိတ်မချလို့ဗျို့တယောက်တည်းပင်မမှာဆူလို့ဗျို့လာဗျို့လာအောက်ခြေရှင်းလင်းသွားတော့လေကျွန်ုပ်မျှော်လင့်ထားသည့်အတိုင်းပင်ဝယုံပင်များပေါက်နေသောကွန်းကမှုအတန်းရှည်ကိုတွေ့ရပါတော့သည်ကျွန်ုပ်အားရပါရပြုံးလိုက်မိသည်ကျွန်ုပ်မျက်နှာကဲကိုခတ်နေသူများကဟင်ဘာပြုံးတာလဲဥဒုဘီဝယုံမင်းတရေကိုတွေ့ပြီလေဗျာဟင်ဘယ်မှာလဲဗျဟောဒီမှာပေါ့ဟောဒီကုန်းကမှုလေးဟာကျွန်ုပ်တို့တရွာလုံးကြောက်လန့်အောင်ခြောက်တဲ့ဝေယုံမင်းတရေပေါ့ဗျာဟင်ဒီကုန်းကမှုတန်းလေးဟာဝေယုံမင်းတရေကျုပ်တို့တော့ဥဒုဘီလောက်အုံနောက်မပြေဘူးဗျာရှင်းသမ်းမအောင်ကျွန်ုပ်လည်းတေကိုင်းကြောင်များရှာကြံရပြီးကမှုတန်းလေး၏ပေါ်တွင်မိဘုံရှို့လိုက်၏မိတော့အချိန်ပြင်းလာသောအခါရုတ်တရက်ပင်ကုန်းကမှုတီတဆက်ဆက်တုံခါသွားပြီးတောက်လျှောက်ကြီးလှုပ်ရှားနေတော်သည်တကားကုန်းကပူတန်းမော်ကဝယုံပင်များကရိမ့်ထိုးရမ်းခါနေပြီတော်သည်သူတို့ကကြက်တည်တည်နေကြ၏မိငိမ့်သွားမှလှုပ်ရှားမှုများလည်းရပ်တန့်သွားချေပြီဆရာတို့ထူးဆန်းလိုက်တာဗျာဘယ်လိုသဘောလဲရှင်းပြပါဦးထိုစဉ်မှလူများသည်လည်းထပ်မံရောက်ရှိလာကြသဖြင့်ကျွန်ုပ်လည်းရှင်းပြရ၏အမှန်ကတော့ဒီလိုမျိုးခမရတို့ကြားဘူးကြပါလိမ့်မယ်စစ်အတွင်းကဂျပန်စစ်သားတွေဟာတောထဲမှာနားနေတော့ထမ်းမင်ကြီးလဲကျနေတာကိုခေါင်းအိတ်နေမိတယ်အဲ့ဒီမှာထမ်းမင်ကြီးရွေရှားသွားမှာအဲ့ဒါဟာအေယာမမွေကြီးတကောင်လဲလျောင်းနေတာဖြစ်ကြောင်းသိကြရတဲ့အဖြစ်တွေလေမွေကြီးဟာအစာမျိုးပြီးမလုံမရှက်လာပေါင်းများစွာလဲလျောင်းနေတာပါပဲတိတ်ကြီးမှတော့လေဟိုဒီမလဲနိုင်ပြီတော့ဘူးပေါ့ဗျာလဲလျောင်းအိတ်ဆက်နေတော့မိုးဦးကြမြစ်ဝါးတို့စို့ပေါက်လာတယ်မြစ်စို့ဆိုတာကလည်းမြေကြီးရဲကနေတောင်အာယူယုံထွက်နိုင်တာဆိုတော့မွေအသားလွှာလောက်ကတော့ဖောက်ထွက်သွားနိုင်တာပေါ့ဗျာမွေကြီးဟာမိုးနှောင်းပိုင်းကြမှာလူးလွန်ထလာတော့သူ့ခန္ဓာကိုယ်ကိုဝါးပင်တွေကဖောက်ထွက်ပြီးအပင်တွေဖြစ်နေကြပြီအဲ့ဒီလိုနဲ့ဝါးပင်တွေကြီးလာတော့မွေကြီးကလည်းမလုံနိုင်တော့ပဲသူ့အပေါ်ကိုမြေသားတွေကတဖြည်းဖြည်းနဲ့ဖုံးလန့်သွားပြီးမွေကြီးဟာမြေကြီးအောင်ရောက်သွားရတာပါပဲဟင်ဒါဆိုဒီဝယုံမင်းနှမ်းကြီးအောင်မှာနှစ်ချို့မွေကြီးရှိနေတယ်ပေါ့နော်ကြောက်ဆရာကြီးအသက်လဲပြင်းတဲ့မျိုးနွယ်ဖြစ်နေတော့တခါတရံဝါးပင်တွေကဖောက်ထားတဲ့ဒဏ်ရာတွေကနာကျင်ရင်ရုံးကန်ရင်လေးမတိုက်ပဲဝယုံမင်းနှမ်းကြီးပဲရိမ့်ထိုးလှုပ်ရှားနေတာတွေဖြစ်ပေါ်လာရတာပေါ့ဗျာဒါကိုခီးသွားလူတစုကဒီမွေကြီးအပေါ်တက်တယ်မှာမိဖို့မိလေတော့ပူရှာပြီးရုံးကန်ရာက
ဒီလိုဖြစ်ပေါ်လာတယ်လို့ကျွန်ုပ်စဉ်းစားတွေးခေါ်မိတာပါပဲဗျာဟာထူးဆန်းပါပြီဆရာတို့ရဲ့ဟေးတော်ပါပြီဆရာတို့ရဲ့အမခန့်ပါပဲဗျာဆရာတို့မွေကောင်းဟာကောအေးဗျာတိတ်ရှည်လျားနေတော့လေခံမန်းရခက်တယ်တနေရာမှာမွေကောင်းလဲမြေသားတဲ့မြုပ်နေမှာပဲလေရှူပေါက်တော့ရှိမယ်ဗျဒါကြောင့်မို့အသက်ရှင်နေသေးတာပေါ့မွေကြီးကသူ့အလိုရမှုတော်ယုံတန်ယုံနဲ့တေအုံးမီမဟုတ်ပါချေမသေးပါကလည်းသူရုံးကန်လိုက်တိုင်းဝေယုံပင်များလှုပ်ရှားနေလျင်တနေ့တော်မီလောင်ပေတော့မည်နောက်ဆုံးမသက်သာသည့်အဆုံးပဲဆုံးဖြတ်ချက်တစ်ခုချရပါပေသည်ရဲစရာကြပြီတော့မေဘဲတက်နိုင်မှလဲဆရာတို့ရဲ့ဒီတလန်းမဲ့ရွေးချယ်စရာရှိတော့တဲ့ဟာအခန်းကိုဝေယုံပင်တရေဆက်သည်နောက်တစ်နေ့၌ကျွန်ုပ်တို့ရွာနှင့်မနီးမဝေးတွင်ရှိသည့်ကြောက်တောင်ကိုမိုင်းခွဲဖြိုချနေသောလုံသားများစီတို့ကျွန်ုပ်ရောက်ရှိခဲ့သည်မွေကြီးအကြောင်းပြောပြ၍တော်မီလောင်မီအန်ရီကိုလည်းတင်ပြသည်အလုသမားကြီးများကလည်းလိုလိုလားလားကူညီကြပေသည်ဝေယုံပင်တန်းလာကြပြီးကုန်းကပူတန်းလေးပေါ်တွင်ဒိုင်းနမိုက်ဆင်လိုက်သည်ဒိုင်းနမိုက်ပေါက်ကွဲတန်းနှင့်အတူမြေဆိုင်မြေခဲကြီးများဝါပင်အကျိုးစာများအသားပတ်များသွေးများသည်ကောင်းကင်ရန်သို့ဖွာထွက်သွားချေတော်သည်တကားမွေကြီးအသားဖတ်များနှင့်သွေးများသည်ကျွန်ုပ်နီးတို့ပင်လာကြ၍ဆင်ကုန်မာတော့သည်ဟေးဝေယုံမင်းတရေကြီးတည်သွားပြီကွာဟေးဝေယုံမင်းတရေမချောက်တော့ဘူးကွာရွာသားများကခုံပေါက်မြူးတူးကြံရကြ၏ကျွန်ုပ်မှာကလေးကန်ဖဲ့နွယ်သောခြေလမ်းတို့ဖြင့်ရွာဘက်သို့ပြန်လျှောက်လာခဲ့သည်မုံဆိုးကြော်ကြီးမြန်ရာစာတွတ်ပြီးကျွန်ုပ်ဘဝဝဲတရိษံပေါင်းများစွာ၏အသက်ကိုတပ်ဖြတ်တုတ်တင်ခဲ့ပူပါသည်စိတ်ထိခိုက်ခြင်းတခါမှမဖြစ်ဖူးခဲ့ပါသို့သောအပြစ်မဲ့မွေကြီးကိုတုတ်တင်ပေးလိုက်ရခြင်းသည်ကျွန်ုပ်ရင်ဝဲစိတ်ထိခိုက်ခြင်းကိုပြင်းပြစွာခံစားရသည်နှိချိုမွေကြီးရေကျွန်ုပ်ကိုခွန့်လွတ်ပါကွာအမြကောင်းရာသူကတိလာပါစေနောင်ဘဝအဆက်ဆက်မှာဒီလိုဝိဝေဒနာမျိုးကိုမခံစားမကြုံတွေ့ပါရစေနဲ့လို့ကျွန်ုပ်ဆုတောင်းပေးလိုက်ပါတယ်သို့တစေဝေယုံပင်များဖောက်ထွင်းထားမှုကြောင့်နေ့စဉ်ဝေဒနာပြင်းပြစွာခံစားနေရသောမွေကြီးကိုဝေဒနာအထုံးအဆက်ပြတ်မိစေရန်ဒေးစီခဲ့ခြင်းအတွက်တော့တမလွန်မှမွေကြီးကကျေးဇူးတင်နေလိမ့်မည်ဟုကျွန်ုပ်ယုံကြည်မိပါ၏ယုံကြည်ပါ၏ကျွန်ုပ်လည်းစိတ်မချမ်းမြေ့မှုကိုပြေပြောက်စေရန်အတွက်တရားအရေးမြိုက်စေတောက်တုံးရန်ရဟန်းပေါင်တို့ဝင်ကခိတ္တတရားရိပ်ခိုလုံခဲ့မိပါတော့တည်းမွေကြီးရေအမြဟင်းချက်စရာဟင်းလျာမရှိဘူးဒီနေ့ကံမကောင်းပါလားရေမောခြင်းများဖြင့်ဘဝအမောဖြေနိုင်ကြပါစေပြီးပါပြီဟုတ်ကဲ့အပိနာဆင်ပေးခဲ့ကြတဲ့ညီကောင်မောင်နှမများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်လည်းဒီလိုကာတွန်းစာအုပ်လေးတွေကိုဖတ်ပြပေးဦးမှာမို့ဒီ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာ